ဦးတီဟာတရားရှုမှတ်နေဒီမှာနိုင်နှစ်ချီကြာနေပြီဖြစ်တယ်။ဖះကအတွင်အချိန်ကြာမြင့်စွာငြိမ်သက်နေလိရှိသည်မှာသူ့ရဲ့နေ့စဉ်လှုပ်ဆောင်နေကြဝတီတစ်ခုပင်ဖြစ်တယ်။အချိန်တန်ကြာငြိမ်သက်နေမှမတိစေရဲ့လှုပ်ဆောင်မှုတစ်ခုကြောင့်ခန္ဓာကိုယ်စက်ကနေတုန်ခါသွားတော့တယ်။ရုတ်တရက်တည်ငြိမ်အေးချမ်းနေတဲ့စိတ်အလင်းတို့ငြိမ်ချမ်းသွားသလိုခံစားရတယ်။ဖေဖေဒေဝီတန်ကိုရုတ်တရက်ကြားလိုက်ရသဖြင့်ဦးတီဟာမျက်လုံးဖြတ်ကနေဖွင့်လိုက်မိတယ်။ဆက်လက်ရှုမှတ်ရန်စိတ်မတည်ငြိမ်တော့သည်ဖြစ်၍ဖះကအတွင်းမှထွက်လာခဲ့ပြီးအောက်ထပ်အဲကန်းကိုဆင်းလာခဲ့တယ်။ရုတ်တရက်ဇပွဲတစ်ခုပေါ်တွင်ဒေဝီရဲ့ဓပုံလေးတစ်ခုကလေမတိုက်ပဲပြုတ်ကျလာကအကာမှန်ကွဲသွားခြင်းဖြစ်တယ်။မှန်ကွဲသွားတဲ့ဒေဝီပုံလေးကိုကြည့်ရင်ဦးတီဟာဖင်းချင်းစွာကောက်ယူလိုက်ပြီးဇပွဲပေါ်ပြန်တင်လိုက်တယ်။ဓပုံအတွင်းမှာဒေဝီမျက်နှာလေးကအနှဲငယ်ညှိုးငယ်နေတယ်လို့ဦးတီဟာထင်မိတယ်။မသိစိတ်ကခံစားမှုတစ်ခုကြောင့်ဒေဝီအန္တရာယ်တစ်ခုဖြစ်နေသလားလို့ဦးတီဟာတွေးမိလိုက်တယ်။ရုတ်တရက်မချမ်းမြေတော့ပဲစိုးရုံလာတဲ့စိတ်အလင်းကြောင့်ဦးတီဟာဖះကိုလက်အုပ်ရှိကအာယုံပြုတ်လိုက်မိတယ်။လောကချင်းအတူမရှိပါတော့မြတ်စွာဘုရားဒါပဲတော့စောင့်သိခဲ့တော့တီလာနဲ့ပြုတ်ခဲ့မှုတွေကုသိုလ်တွေအားလုံးတိုင်တယ်ပြီးတော့ဆုတောင်းပါတယ်ဘုရားဒါပဲတော့ရဲ့သမီးငယ်ဒေဝီရောက်ရအရက်မှာဘေးကင်းပါစေဘုရားဖုန်းရင်းတို့သာမိလာသဖြင့်ကျွန်တော်ဖုန်းကင်လိုက်မိတယ်အတန်ကြားကလေးကမေရငိမ့်ဆက်မှန်ကျွန်တော်တီးပြီးသားဖြစ်တယ်အေးငိမ့်ပြောလေဇာမနီဟမ်ချက်ကြီးနဲ့ငင်းနဲ့ငိုနေတဲ့မေရငိမ့်ရဲ့အတန်ကြောင့်ကျွန်တော်ထိတ်လန့်သွားမိတယ်ငိမ့်ဘာဖြစ်လို့လဲဘာလို့ငိုနေရလဲဇာမနီညီမလေးလောက်ကြံခံရတယ်အခုဆေးရုံမှာဆရာဝန်ကြီးကစိုးရင်ရတဲ့အခြေအနေရှိတယ်တဲ့ဟမ်ဒေဝီကဘာဖြစ်လို့လဲညီမလေးကိုဘာမှမေးလို့မရတော့ဘူးဇာမနီဆရာဝန်လင်မယားနှစ်ယောက်ကညီမလေးလမ်းပေါ်မှာဒိုင်ယာတွေနဲ့လဲနေတာကိုမြင်လို့အရေးပေါ်ကယ်ပေးထားတာညီမလေးဖုန်းလေးကမမငိမ့်လို့မှတ်ထားတဲ့ကုန်းတောင်ကိုဆက်ကြည့်ကြတော့ငါ့ကိုဆက်သွယ်မိတာညီမလေးတနာပါတယ်ဟာညီမလေးရှိနေကမြင်ရစရာမရှိဘူးဟမ်ဒေဝီစိုးရင်ရတယ်လားဘလို့ဖြစ်ရတာလဲကွာဇာမနီနေအခုမနှောပြူဆေးရုံလိုက်လာခဲ့အေးငါခုလာပြီဖုန်းရင်းတော့မိလာတဲ့ပြေဦးတီဟာဖုန်းကင်လိုက်တယ်ဦးလေးတီဟာချိုင်းနေရဲ့အတန်ကစိုးရင်ဝမ်းနေနေတဲ့အရေးငွေတို့ပါဝင်နေတာကိုဦးတီဟာတတိထားမိတယ်ချိုင်းနေပြောလေကွာဦးလေးဟိုဘာဖြစ်နေတာလဲကွာဘာပြောစရာရှိလို့လဲဦးလေးစိတ်အေးထားပါဗျာဒေဝီဟမ်သမီးတွေဘာဖြစ်လို့လဲဒေဝီလုံးကြံခံရတယ်ဦးလေးတိုင်ဟာပြင်းပြင်းထန်ထန်ရထားတယ်ဘာသမီးတွေအခုမှမလဲမနှောပြူစေးရုံပါဦးလေးအခုလာခဲ့ပါနော်အေးငါလာပြီငါအခုလာပြီဦးတီဟာဖုန်းကိုချလိုက်ရင်ကားချီရသူအပြေးတစ်ပိုင်းနဲ့ထွက်လာခဲ့တော့တယ်ကျွန်တော်စိတ်ယုံသူရောက်လာခဲ့ပြီးတောက်ဆိုင်ရာဌာနရဲ့အရောက်တွင်ငိုကြွေးနေတဲ့မေရငိမ့်နဲ့သူမနှစ်သိမ့်နေတဲ့ရှိုင်းနီကိုမြင်လိုက်ရတယ်ဒေဝီကိုတော့မမြင်ရပါသူမခွဲစိတ်ကန်တွင်ရောက်နေပြီထင်ပါတယ်မေရငိမ့်ကျွန်တော်ကိုမြင်တာနဲ့ငိုနေရင်းပြောတယ်ညီမလေးအရှင်ကြီးစိုးနေတယ်တဲ့ဇာမနီဘယ်လိုလုပ်ကြမလဲယင်စိတ်အေးထားပါညင်ရဲ့ဒေဝီကသူတော်ကောင်းပါသူ့ကိုနှကောင်းနှမျက်တွေကစောင်းချောက်ပါလိမ့်မယ်ညီမလေးပုံစံမြင်ရစရာမရှိလိုက်တာဟာဒီလောက်စိတ်ကောင်းရှိပြီးအများကျိုးအတွက်ပဲဦးစားပေးတတ်တဲ့ညီမလေးကိုဘယ်လိုလူမျိုးကဒီလောက်ထိရက်ဆက်ရတာလဲဟာလောကကြီးကဘာတွေဖြစ်နေတာလဲဦးတီဟာလည်းရောက်လာပြီးတော့ကျွန်တော်တို့ရှိရအောင်အမြန်လျှောက်လာရင်မေရငိမ့်ကိုမေးလိုက်တယ်သမီးငိမ့်သမီးတွေဟူရောညီမလေးခွဲစိတ်ခန်းထဲမှာပါဦးလေးသမီးတွေဝီကဘလို့ဖြစ်ရတာလဲကွာညီမလေးလုံးကြံခံရတာပါဦးလေးဓာတ်နဲ့ထိုးသွားတာနန်ကြားနဲ့ရင်ဘက်ကိုတရခံကမမိလိုက်ဘူးဖတ်ပြေးသွားတယ်လုံးရက်လိုက်တာကွာသမီးတွေဝီလို့သူတော်ကောင်းကိုဒီလောက်ထိမုန်းနေသူကလည်းရှိနေသေးတာပါလားဘာပဲဖြစ်ဖြစ်သမီးတွေဝီကိုလောကဘာလာနမီးတွေကဲတင်ကြပါစေလို့ပဲဆူတောင်းရတော့မှာပဲ
တော်ယုံလောကဓာတ်အပူပင်များကိုဂယုမဆိုင်တတဲ့ဥတီယာရဲ့မျက်နှာမှာတွင်ယခုတော့ဝမ်းနဲ့စိုးရိမ်နေတဲ့အပူပင်ရိပ်ရောင်တို့ကစိုးထင်လျက်ရှိနေပါတယ်အမြဲတစေတည်ငြိမ်အေးဆေးနေတတ်တဲ့မြောက်ဝန်းများကသူ့ရဲ့နှလုံးသားရန်သာဒေဝိတက်စိုးရိမ်နေတဲ့တောကတို့ကိုဖော်ဆောင်လျက်ရှိတယ်ဖခင်တယောက်ရဲ့နှလုံးသားကိုကျွန်တော်ကိုချင်းစာမိတော့လေဒေဝိအတွက်ဆူတောင်းပေးုံကလွဲပြီးတော့တခြားမတက်နိုင်တော့ပါချိုင်းနေကတော့အန်ကိုကြိတ်ထားရင်ဒေဝိကိုအခုလိုလှုပ်သွားတဲ့ကောင်သိရင်တော့အသေးပဲငါအဲ့ကောင်တတ်မယ်ကျွန်တော်ချိုင်းနေပကုံးကိုကင်လိုက်ရင်ငါတို့တရားခံကိုချားကြမယ်ပြီးရင်စိတ်လက်မှမလုပ်ဘဲနဲ့တရားဥပဒေတိုင်းပြစ်ပေးနိုင်ဖို့ပဲကြိုးစားကြမယ်အခုတော့ငါတို့ဒေဝီကံကောင်းပါစေလို့ပဲဆူတောင်းကြတာပေါ့ခွဲစိတ်ခန်းထဲမှာဆရာဝန်2ယောက်ထွက်လာတဲ့အချိန်ကျွန်တော်တို့ထက်မေယံငိမ့်ကအလူရက်မေးတယ်ဆရာညီမလေးချင်းနေဆရာဝန်ကြီးကမက်ကိုခဏဖြုတ်လိုက်ကခေါင်းကိုဖြင်းချင်းစွာခါရမ်းလိုက်ရင်စိတ်မကောင်းပါဘူးဗျာကလေးမလေးအတွက်မျောလင်းချက်ကတိတ်မရှိဘူးအသက်ရှင်နိုင်ကြီးက30ရာခိုင်နှုန်းလောက်ပဲရှိတယ်ရှင်ဦးဒီယာကဆရာဝန်ကိုတုံးရင်စွာပြောလိုက်တယ်အကောင်းဆုံးစူးစမ်းပေးပါဆရာသမီးလေးကိုအတက်နိုင်ဆုံးအသက်ဆက်ပေးပါဗျာဆရာဝန်ကြီးကဦးဒီယာကိုဂယုဏတတ်စွာကြည်ရင်ကျွန်တော်မှလည်းသမီးလေးရှိတယ်ကိုချင်းစားပါလေဗျာကျွန်တော်တို့ကိုစွမ်းညံစွာရှိသလောက်ကလေးမလေးကိုအသက်ဆက်ဖို့ကြိုးစားနေကြပါတယ်မိနစ်တန်ကြာသွားပြီဒေဝိကိုဆက်လက်ကူးသားနေကြတယ်ကျွန်တော်တို့လည်းခွဲစိတ်ကန်ရှိနိုင်စူတောင်းကဖျားတနေမိကြတယ်ခွဲစိတ်ကန်တကပွင့်လာတဲ့ဖြစ်ကျွန်တော်တို့အပြင်ထွက်လာတဲ့ဆရာဝန်မလေးကိုပြိုင်တူလူလူမေးလိုက်မိကြတယ်ဆရာမလူနာချီနေဆရာဝန်မလေးကမက်ကိုဖြင်းချင်းစွာချွတ်လိုက်ရင်စိတ်မကောင်းပါဘူးရှင်လူနာကဆုံးသွားပါပြီရှင်ဟင်းညီမလေးမသေးရဘူးညီမလေးမသေးရပါဘူးညီမလေးမသေးရဘူးဟေးငိမ့်တတိထားလေအိမ်မက်နေတာထင်တယ်လူနာဆောင်ကရင်ပေါ်တွင်ခဏငါမီးသွားရင်မှမေယငိမ့်အိမ်မက်နေသည်ထင်ပါတယ်သူမငိုကြွေးလွန်းသဖြင့်ပင်ပန်းသွားပြီးတော့ခဏတာငါမီးသွားခြင်းဖြစ်တယ်အိမ်မက်ထဲမှာဒေဝိကိုတပြီးတော့ငိုနေသဖြင့်ကျွန်တော်နဲ့ချိုင်းနီကသူမကိုလှုပ်ပြီးနှုတ်လိုက်ကြတယ်ငိမ့်နေအိမ်မက်နေတာလားမေယငိမ့်ရုတ်တရက်နိုးလာပြီးတပြင်းချလိုက်ရင်တော်ပါသေးရဲ့ဟာအိမ်မက်ဖြစ်နေလို့သာပဲသူမစက္ကန့်မိုင်းသာနေပြီးထပ်ငိုပြန်တယ်ညီမလေးကိုငါဆုံးရှုံးမခံနိုင်ဘူးအသက်ချင်းလဲလို့ရရင်ငါလဲပေးလိုက်ချင်ပါတယ်ချိုင်းနီကသူမပခုံးကိုစုပ်ကန်လိုက်ရင်စိတ်ကိုခဏတော့အေးထားပါညင်းရဲ့ငါတို့လည်းဒေဝိတက်အရန်စိတ်ပူနေရပါတယ်ဒါပေမဲ့စိတ်ကိုအေးထားပြီးဝိုင်းပြီးဆူတောင်းပေးကြမယ်နော်မေယငိမ့်ရုတ်တရက်ဒေဝိဆက်ညက်ကလေးကိုသူမရဲ့အိမ်ကထဲမှာထုတ်ကြည့်ရင်ငါတခုတွေးမိတယ်ဟုတ်ပြီဘာပဲဖြစ်ဖြစ်ညီမလေးကိုတော့အဆုံးရှုံးမခံနိုင်ဘူးသူမရုတ်တရက်မတ်တက်ရက်လိုက်ရင်ငါတနေရာခဏသွားအောင်မယ်နင်တို့ဒီကားပဲစောင့်နေကြမေယငိမ့်စကားဆုံးတာနဲ့စိတ်ယုံအထွက်တကားဘက်ကိုခြေလမ်းပင်ကအပြည့်တစ်ပိုင်းနဲ့ထွက်သွားတော့တယ်ချိုင်းနီကဟေးဘယ်သွားမလို့လဲခဏနေငါပြန်လာခဲ့မယ်မကြောက်ဘူးဟေးငါလိုက်မယ်လေဘယ်သွားမှလဲမေယငိမ့်ကလှည့်မကြည့်တော့ပဲမလိုက်ခဲ့နဲ့ခဏပဲငါပြန်လာမှာဟေးနင်ကောင်းမောင်းလို့ရပါမလားငါ့ကိုလုံးဝစိတ်မပူနဲ့ရုတ်တရက်ဘာစိတ်ကူးထားပေါက်မှမသိမေယငိမ့်ကိုချိုင်းနီကသာမကကျွန်တော်ကပင်မင်းသားစွာကြည့်နေမိတယ်ဦးဒီယာကထားလိုက်ပါတော့ကွာတမွေးငိမ့်မှာအကြောင်းတစ်ခုရှိလို့နေမှာပါမေယငိမ့်ချိုင်းနီကားကိုအတော်မြန်သောအချိန်လုံးဖြင့်မောင်းလာခဲ့တယ်သူမဦးဒီယာကမြို့စုံမရောက်တယောက်နေရာတစ်ခုမှရှိတဲ့ခါညားထဲ့သွားတဲ့တိုက်အိမ်ကြီးတစ်လုံးရှိရသို့အဝေးစီမှာစောစောငင်ငင်ဦးလိုက်တဲ့ဝေးဥတန်ကကြားလိုက်ရသူအပေါင်းအသေးအေးစရာကောင်းလွန်းလာသလိုအေးဆက်ဆက်လေးညင်းများကလည်းခက်ချမ်းချမ်းတိုက်ခတ်နေသည်မို့တစ်ပင်ကြီးများမှာအနှဲငယ်လှုပ်ရမ်းလျက်ရှိနေတယ်။သူမကားကိုအပင်ကြီးတစ်ပင်ရဲ့အောက်ဖက်မြေကွက်လက်တစ်ခုတွင်ရပ်လိုက်တယ်။မေယငိမ့်ကကားပေါ်မှာဆင်းကကားတကားကိုပိတ်လိုက်ရင်
အေယာမအင်ကြီးရှိရသူတလန်းချင်းလာနေမိတယ်ညချင်းဖြစ်အောင်သာမကအတော်ပင်ညင်းနေပြီဖြစ်ပြီးပတ်ဝန်းကျင်အနေထားမှလည်းခြောက်ချားစရာအတိဖြစ်နေသည်မလို့မင်းငင်းကြောက်စိတ်များဝင်လာမိတယ်လမ်းမီအောင်များကအတော်အသင့်လင်းနေသည်ဆိုတော့လေအချို့မိတိုင်များကဟေလိုချင်းမီးများကကျွမ်းနေသည်ဖြင့်ခွက်တီကွက်ကြားသာလင်းနေတော့အလင်းရအောင်တွင်အသက်ဝင်လှုပ်ရှားခြင်းမရှိတဲ့ပတ်ဝန်းကျင်ကပိုပြီးတော့ခြောက်ချားစရာဖြစ်နေတယ်အစကတည်းကတတိကောင်းလာသူမဟုတ်တော့မင်းငင်းခြောက်ချားစရာဖြစ်နေတဲ့ပတ်ဝန်းကျင်၌တိမ်ငယ်စိမ်းများဝင်ပြီးတော့လေရင်ထဲကတော့ကဘူမီများကကြောက်လူစိတ်ကိုအနိုင်ယူလိုက်ကအင်ကြီးစီတို့ဆက်လက်ခြောက်လန်းလာမိတော့တယ်မင်းငင်းသူမရဲ့တငယ်ချင်းလာမင်းပြောပြဘူးတဲ့စကားကိုပြန်လဲကြားရောက်မိလာတယ်တကယ်ပြောတာဟာအဲ့ဒီမြို့ပြင်ကဆရာမကတကယ်ကိုဆွမ်းတာငါလက်တွေ့ပဲငါ့ကိုရန်ဖြစ်ပြီးတော့အရိုက်ခံရတော့ကဆရာဝန်တွေကလုံးဝသေမယ်လို့ပြောပြီးတော့လက်ချော့လိုက်ကြပြီအေးအဲ့မှာငါ့ကိုရဲ့မိမရောင်းမကအဲ့ဒီဆရာမစီကိုသွားပြီးအစီရင်လုပ်ခဲ့တာအဲ့တုန်းကငါလဲငါရောင်းမနဲ့အတူဆရာမစီကိုအတူလိုက်သွားခဲ့တာဆရာမကအသက်မကြီးသေးဘူးငငယ်ချောချောပဲမဟုတ်ရဆိုတဲ့နာမည်နဲ့လက်အောင်တကူလုံးအနှဲ့ရောင်တွေပဲဝတ်ထားတယ်အံ့ဩစရာကောင်းတာအဲ့ဒီဆရာမအစီရင်လုပ်ပေးပြီးတဲ့နောက်မှာဆရာဝန်တွေကသေမယ်လို့ပြောထားတဲ့ငါ့ကိုကတန်ရာတွေခဏလေးနဲ့ကြက်ကုန်ပြီးတေရောက်ကားနေပြန်လာနိုင်ခဲ့တယ်အဲ့ဒီဆရာမကလည်းအာမခံကျန်းတယ်နော်ငါ့ကိုတကယ်လို့သေသွားခဲ့မယ်ဆိုရင်သူ့ကိုပေးထားတဲ့ငွေထက်သုံးဆပြန်ရုံမယ်လို့ပြောတာနောက်တစ်ခုကနင်မိဝအဖြစ်အသေးကိစ္စနဲ့တေးမဲ့ဆဲဆဲမှာပြန်ကောင်းလာတာတတိထားမိလားအေးအဲ့ဒါရိုးရိုးတာမှန်ကောင်းလာတာမဟုတ်ဘူးမိဝကသူ့အဖေတို့အဲ့ဒီဆရာမစီမှာအစီရင်နေတွားလုပ်ပေးခဲ့ရတာလေမိဝအဖေအခုတော့တောင်းတောင်းဝင်ပြီလို့ဆရာဝန်တွေပို့ပြီးတော့အောင်ခုံမိတာမိဝအဖေရဲ့အသေးကိုတမ်းမှန်ထပ်ရိုက်ကြည့်တာအသေးကလုံးဝအကောင်းပတိဖြစ်နေတာတဲ့ငယ်ငယ်အင်ကြီးရဲ့အရှိတို့ရောက်လာပြီမလို့အတွေးစားကိုဖြတ်လိုက်ကလူခေါ်ဘဲကိုနှိပ်လိုက်တယ်10မိနစ်ကျော်ကြာတဲ့အထိတကားလာဖွင့်ပေးသူမချစ်တဲ့ဖြင့်မင်းငိမ့်ခလုတ်ကိုထပ်နေရန်ပြင်လိုက်စင်မှာပဲခြံတကားကပွင့်လာတော့တယ်မင်းငိမ့်ထွက်ပြေးခြင်းစိတ်ကိုမနှဲထိန်လိုက်ရတဲ့ဝိုးတော်ဝါမီးအောင်အောက်တွင်ခန္ဓာကိုယ်ကင်တိုတိုနဲ့မျက်နှာပုံစိုးပန်းစိုးလူတစ်ယောက်ကိုမြင်လိုက်ရခြင်းကြောင့်ဖြစ်တယ်မျက်နှာတွင်အမာယုံများချိနေပြီးပွက်ရောင်နေတဲ့နှာခေါင်းကြီးနဲ့ငေါထွက်နေတဲ့သွားများချိနေတဲ့ဖြင့်အမတ်တက်မကြည့်လျင်လူဓာတ်ဘလူးတစ်ကောင်နဲ့တူနေတယ်ကြောကကုန်းကြီးကခြေတံလက်ကနများကတုတ်ခိုင်လုံးလာပြီးအလုံးမကျတဲ့မျက်လုံးများဖြင့်မင်းငင်းကိုကြည့်လာပြီးဘာကိစ္စကြည့်လို့လဲဟိုဆရာမနဲ့တွေ့ရင်လို့ပါဘသူကလွတ်လိုက်တာလဲလာမင်းရဲ့တငယ်ချင်းပါထိုလူကြီးကမင်းငင်းဟာအခက်ခဲတဲ့သူကြည့်လိုက်ရင်ခဏဆော့ဆရာမကိုကျုပ်သွားမေးပေးဦးမယ်မင်းငင်းကပြပြသလဲပင်ကျေးဇူးပြုပြီးဝင်ပေးပါချင်းအေးကြီးလို့ပါကျမညီမလေးလူတိုင်းကမသိမချင်းအရေးကြီးကိစ္စတွေချိနေကြတာကြီးပဲခဏဆောင်ခဏဆောင်စကားမရှိနဲ့ရုပ်ရည်ပြပြတဲ့မင်းငင်းကတော်ပူရိတာတို့အားစကားနှစ်ခါမပြောရပဲသူမရဲ့စကားသည်တာမန်ထက်လူရောင်ဝင်လေးရှိတော်လဲယခုအီယိုဆိုးဆိုးလူကြီးသည်သူမရဲ့အလှကိုအနေငယ်ပင်စိတ်ဝင်စားခြင်းမရှိပါမင်းငင်း1000 ရွက်ခန့်ထုတ်ပြီးတော့ထိုလူကြီးအားကမ်းပေးလိုက်ရင်ကျေးဇူးပြုပြီးကုညီပါချင်းဒါချင်းအတွက်ပေးတာပါထိုသူကသူ့ကိုကမ်းပေးတဲ့ငွေစက်ခုများကိုကြည့်အကြီးတန်းစွာရေးလိုက်ရင်ကျုပ်ကအဲ့ဒီစက်ကူတွေကိုတဲချီခိုက်ချီကြိုက်တဲ့လူမျိုးမဟုတ်ဘူးဗျကျုပ်ကိုအဲ့စက်ကူတွေနဲ့လက်ထိုးဖို့မကြိုးစားနဲ့ခဏဆောင်ဆရာမကိုကျုပ်သွားမေးပေးမယ်ခမ ्या ကအချိန်မတော်မှရောက်လာတာကိုထိုလူကမင်းငင်းစကားကိုနားမထောင်တော့ပဲရှာတကားကိုပိတ်လိုက်ပါတော့တယ်2 မိနစ်ခန့်ကြာတဲ့အခါမှာတကားကပြန်ပွင့်လာတယ်စောစောကလူကြီးမဟုတ်တော့ပဲနဲ့အသက်20ကျော်ရွယ်မိန်းကလေးတစ်ယောက်ဖြစ်နေတယ်ဒုံမိန်းကလေးကမင်းငင်းကိုအကဲခတ်တူကြည့်လိုက်ရင်ဝင်ခဲ့မမကချင်းကိုဝင်ခွင့်ပြုလိုက်တယ်ကျေးဇူးတင်ပါတယ်ညီမလေးဒုံမိန်းကလေးလူသားငယ်တော့လဲမျက်နှာကအရေအပြုံးနှဲငယ်ပင်မရှိပဲမင်းငင်းအားခေါင်းသာညှိမ့်ပြတယ်မင်းငင်းအသွင်ပြင်ထူးခြားနေတဲ့အဲကန်းထဲသို့ရောက်လာခဲ့တယ်ထူးခြားတဲ့အယုံများနဲ့အသုံးဆောင်ပစ္စည်းများကိုခဏငင်းနေမိတယ်ရန်တလားများစီထားသလိုတရံပြုတ်လောက်ထားတဲ့ဆိုးပါကုန်းပေါ်တွင်အိန္ဒြေရှိစွာရ
ချစ်ချိတ်ထိုင်နေတဲ့မျိုးသမီးတယောက်ကိုတွေးလိုက်ရတယ်အနက်ရောင်လက်ပြအင်ကြီးမှာအတော်ပင်ရင်ဟိုက်နေပြီးလုံကြီးကိုတော့ခက်ချစ်ရီဝတ်ထားတယ်အသက်30ဝန်းကျင်ရှိနေတဲ့ထိုမျိုးသမီးကိုမဟုတ်ရဖြစ်နိုင်ကြောင်းမေရင်ချင်းခံမှန်းမိတယ်အပူရောင်အလှတရားလိုရှိပြီးညှို့ငင်နိုင်သောအလှတရားကိုပိုင်ဆိုင်ထားတယ်သူမကိုမင်းမချင်းရင်ဖြစ်လင်ကစားမေရင်ချင်းခဏငေးနေမိတယ်သူမကမေရင်ချင်းကိုခက်ထိတ်ထိတ်ပြုံးပြီးကြည့်လိုက်ရင်ဒီအချိန်ကြီးအမကိုအသေးအတန်တွေးချင်နေရဆိုတော့ကိစ္စကအရေးကြီးတယ်ထင်တယ်ဟုတ်ပါလေဆရာမကျမညီမလေးအသက်အန္တရာယ်ရှိနေလို့ပါညီမလေးကိုဆရာမကယ်ပေးပါဘလောက်ပဲဖြစ်ဖြစ်ဆရာမကိုညီမကြောနိုင်ပါတယ်ညီမကိုကြည့်ရတာတော့ကတော်တော်များနေပုံရတယ်ဒါနဲ့လာမင်းကအမเจ้าအကုန်ပြောပြထားတာလားဟုတ်ကဲ့ပါဆရာမအကုန်ပြောပြဖူးပါတယ်ဒါဆိုဆရာမပညာကိုအကျွမ်းမဲ့ယုံတာသိချတယ်ပေါ့ဟုတ်ကဲ့ပါဆရာမယုံပါတယ်ညီမကယ်ချင်တဲ့သူရဲ့ဓာတ်ပုံနဲ့သပင်ပါလားဟုတ်စင်းသိယူလာပါတယ်ဆရာမလာမင်းပြောပြဖူးတာလို့သိပါတယ်မေရဲ့ငင်းကဒေဝိပုံလေးနဲ့စပီရှင်လေးရှိနေတဲ့စညာကလေးကိုကမ်းပေးလိုက်တယ်ဓာတ်ပုံလေးကတော့သူမမိတ္တူဆိုင်တစ်ခုတွင်မကြသေးမီကမှဝင်ပြီးတော့သူမရဲ့ဖုန်းထဲမှာအသင့်ချိနေတဲ့ဒေဝိပုံလေးကိုကူးယူလာခြင်းဖြစ်တယ်မဟူယာကမင်းရင်ကမ်းပေးတဲ့ပုံလေးနဲ့သပင်ညက်ကလေးကိုလှမ်းယူလိုက်ရင်ပုံလေးကိုကြည့်လိုက်တယ်အိုးအသက်အန္တရာယ်ရှိနေတာဒီတယောက်လားချောလိုက်တာမှုန်နေတာပဲငယ်ချောချောလေးတည်သွားရင်နှမျောစရာပဲဒါနဲ့ဒီညမလေးကဘာဖြစ်နေရလဲနားထားချေလားလက်တလောတန်ရရထားတာလားတန်ရရထားတာပါဆရာမဘာဖြစ်တာလဲဓာတ်တန်ရရထားတာပါညမလေးအခုအချိန်တွေကမကောင်းဆရာမညမလေးကိုအမြန်ဆုံးမင်းငိမ့်စကားဆုံးပြီမှာပင်မဟူယာကလက်ကပြလိုက်ရင်ကောင်းပြီဒီမိန်းကလေးကိုအမအခုကယ်ပေးပါမယ်တခုတော့ရှိတယ်ဒီပညာရက်ကတိတ်ကိုတန်ဖိုးကြည့်ပြီးတော့အသုံးတစ်ခါပြူတိုင်းကြီးမားတဲ့ပေးဆက်မှုတစ်ခုအမပေးဆက်ရတယ်အခက်မသိရင်ဒီပညာကိုသုံးနေတော့အမကတည်သွားနိုင်တယ်ဆိုလိုချင်တာကတန်ဖိုးကြီးတဲ့ပညာကိုသုံးပြရတဲ့အတွက်ထိုက်တန်တဲ့တရားတန်ကြီးတော့ညမအနေနဲ့ပေးရလိမ့်မယ်မေရငိမ့်အချိန်မဆွဲတော့ပဲခေါင်းငိမ့်လိုက်ရင်လာမင်းတို့တော့ကလိုပဲ300ပေးပါမယ်ဆရာမမဟူယာရဲ့မျက်နှာကတိတိတသာပင်ပြုံးအောင်တန်းသွားတော့တယ်ကောင်းပြီအမဒါဆိုရင်ဒီတပ်ပုံတွေကညီမလေးကိုစပြီးကယ်တော့မယ်ဒါပေမဲ့တခုတော့ရှိတယ်တေပြီးသားလူကိုတော့အမကယ်ပေးလို့မရဘူးဒီတပ်ပုံတွေကမိန်းကလေးကအခုအသက်ရှင်သေးတာတေချာသလားဆိုတာအမသိချင်တယ်အသက်ငွေငွေလေးပဲကျန်တော့တယ်ဆိုရင်တော့အမရအောင်ကယ်ပေးမယ်မေရငိမ့်ချိုင်းနီဖုန်းနံပါတ်ကိုအမြန်ဆက်လိုက်တယ်ဟယ်လိုငိမ့်နင်းပါမလဲချိုင်းနီညီမလေးရှင်နေဘလို့လဲဆရာဝန်ကြီးစူးစမ်းနေကြတော့မငိမ့်အချိန်ကြီးကမျောလင်းချက်တော်တော်ကိုနင်းနေပြီလို့သိရတယ်ငိမ့်ဆရာဝန်ကြီးပြောရမှာအားနာနေကြပေမဲ့အချိန်ကြီးတိတ်မကောင်းတာတော့သိတာတယ်ဒေဝီရဲ့နောက်ဆုံးချိန်ဖြစ်နိုင်တဲ့အခုချိန်လေးမှာနင်းကဘယ်ဒီရောက်နေရလဲငိမ့်ရဲ့အခုပြန်လာခဲ့တော့နော်မေရငိမ့်ကချိုင်းနီကိုစကားပြန်မပြောတော့ဘဲနဲ့ဖုန်းကိုချလိုက်ရင်ဆရာမညီမလေးမတည်သေးပါဘူးဆရာမမဟူယာကခေါင်းငိမ့်လိုက်ရင်မေရင်ငင်းကိုစာရွက်တွေကမ်းပေးလိုက်တယ်ကောင်းပြီဒီစာရွက်မှာအမကယ်ရမယ့်မိန်းကလေးရဲ့နာမည်နဲ့မွေးသက်ကလေးရေးပေးပါမေရင်ငင်းအလို့ရနေတဲ့ဒေဝီရဲ့မွေးသက်ကလေးကိုအမြန်ပြေးရေးလိုက်ပြီးမဟူယာကိုစာရွက်ပြန်ကမ်းပေးလိုက်တယ်အပြူလားအိမ်အောင်ရှိလားအဖြူပါဆရာမအကျဉ်းစရိုက်ကရောမေရင်ငိမ့်စိတ်မရှိတော့လေစူးစမ်း၍စိတ်ကိုဆွဲဆန်းလိုက်ရင်စိတ်ကောင်းရင်ရှိပါလေဆရာမဖះတရားလဲလုံးတဲ့သူတော်ကောင်းမလေးပါသူ့လက်ချိနေရတဲ့ဘဝအနေထားကရောမေရင်ငိမ့်ဘာတွေမင်းနဲ့မှမသိလိုရင်းကိုမရောက်တဲ့ဖြစ်မဟုတ်ရကိုစိတ်ကူးလာမိတယ်သူမအရင်လိုနေသည်မဟုတ်ပါလားသို့တော့စိတ်ကိုရှည်ရှည်ထားပြီးတော့ဖြေလိုက်တယ်ညီမလေးကချမ်းသာပြည့်စုံပါလေဆရာမမဟူယာကမေရင်ငင်းကိုပြုံးပြီးကြည့်နေရင်အမကမလိုအပ်ပဲနဲ့ပောက်ကြရတယ်မင်းနေတယ်လို့ထင်နေတာမဟုတ်လားမဟုတ်ပါဘူးဆရာမရပါတယ်ထင်လဲဘာမှမဖြစ်ဘူးလိုအပ်လို့မရတာပါကဲအမဒီမိန်းကလေးကိုကဲတော့မယ်မေရင်ငင်းကအလိုက်တိစွာပင်ချက်လက်မှတ်ကိုထုတ်လိုက်က
မဟုတ်ရကိုကမ်းပေးလိုက်ရင်ညီမလေးကိုမြန်မြန်ကယ်ပေးပါဆရာမမဟုတ်ရကချက်လက်မှတ်ကိုတေချာကြည့်လိုက်ရင်အမအခုစလုပ်တော့မယ်ညီမပြန်တော့ရှင်ပြန်တော့လို့ပြောနေတာညီမရှိနေလေအပိုပဲအမအစီရင်ကိစ္စတွေကိုအတွင်းခန်းထဲမှာပဲလုပ်တာညီမလိုက်လာလို့မရဘူးဒီတက်ပုံတွေကညီမလေးမနှက်ဖြန်အကောင်းပတ္တိဖြစ်စီရမယ်ကဲပြန်တော့ဟုတ်ကဲ့ပါဆရာမမင်းငိမ့်စိတ်ထဲ၌တိတ်အလိုမကျသလိုရှိနေတော့လေစောတက်ကတတ်မနေတော့ပဲနဲ့ထိုရင်ကြီးမှထွက်ပြီးပြန်လာခဲ့တော့တယ်မဟုတ်ရလဲအစီရင်ပြုတ်လို့ရန်အခန်းတွင်းသို့ဝင်သွားပြီဖြစ်တယ်ခွဲစိတ်ခန်းတကားဖွင့်တာကမယနာမင်းရဲ့ဝင်းရုံလွှင့်တာကိုကြားလိုက်ရသလိုကျွန်တော်စိုးရိမ်နေမိတယ်ဤတစ်ချိန်ဒီဒေဝီဆုံးပြီဖြစ်ချောင်းကိုလာပြောခြင်းသာဖြစ်လိမ့်မယ်လို့ကျွန်တော်တွေးမိလိုက်တယ်ကျွန်တော်ရောဥတီဟာပါထိတ်လန့်စိုးရိမ်နေကြသောစိတ်ဖြင့်ခွဲစိတ်ခန်းထဲမှာထပ်လာတဲ့ဆရာဝန်များကိုရင်မဆိုင်ရေးကြပါချိုင်းနေကားသာဆရာဝန်ကြီးရှိရသို့ဖြင်းချင်းလေးလံသောခြေလမ်းတို့ဖြင့်ခြောက်သွားရင်မေးလိုက်မိတယ်ဆရာလူနာချီနေလူနာမသိနိုင်တော့ပါဘူးစိတ်ချရတဲ့အချိန်တွေကိုရောက်သွားပါပြီဗျာမထင်မှတ်ထားသောဆရာဝန်ကြီးရဲ့စကားကြောင့်ကျွန်တော်တို့၃ယောက်စလုံးအလုံးဝင်ပျော်ပါမိကြတယ်ကျွန်တော်တသက်နဲ့တကူဤတစ်ချိန်ကအပျော်ဆုံးတစ်ခဏဖြစ်လိမ့်မယ်လို့တွေးမိတိုက်တယ်ချိုင်းနေလေပျော်လုံးလာတဲ့ပြေထခုန်တော့တယ်ဖခင်ရင်ဖြစ်တဲ့ဥတီယာဆိုရင်မိမြပျော်ချင်နေမိကိုအထူးပြောနေစရာမလိုတော့ပါမေရငိမ့်လည်းပြန်ရောက်လာပြီဖြစ်ပြီးအချိန်ကမနက်3 နာရီကျော်လာပြီဖြစ်တယ်တတိယမလာသေးတော့လေအသက်အန္တရာယ်မရှိတော့ပြီဖြစ်တဲ့ဒေဝိခန္ဓာကိုယ်လေးရှိနေတဲ့ကတဲ့နဘေးတွင်ကျွန်တော်တို့သူမတတိရလာတာကိုစောင့်နေမိတယ်မေးစင်းဆရာဝန်မလေးကရောက်လာပြီးတော့ကျွန်တော်တို့ပြုံးပြရင်တော်တော်ထူးရတဲ့လူနာပဲချင်းကျမလည်းတသက်နဲ့တကူမကြုံဘူးပါဘူးအတွင်းတန်ရာတွေကတကူးချင်းတယောက်ကပျောက်စေးဆိုပြီးတော့မန်းလိုက်တယ်လို့ပဲခန္ဓာချင်းမှာပင်ကိုအချိန်ကြီးကကောင်းသွားတာလက်လွတ်ရတော့မယ်လို့ကျင်းနေတော်ထားတာဘာပဲဖြစ်ဖြစ်လူနာရဲ့ကုသိုလ်ကံကတော့မခေဘူးဥဒီယာကအခုလိုအကောင်းဆုံးကြိုးစားပေးကြတဲ့ဒေါက်တာတို့အားလုံးကိုပြောမတတ်အောင်ကျေးဇူးတင်ပါတယ်ဗျာဆရာဝန်မလေးကပြုံးရီခေါင်းချင်းပြလိုက်ရင်တခြားဌာနတစ်ခုထွက်သွားပါတော့တယ်ခွဲစိတ်ကံခေါင်းဆောင်ဆရာဝန်ကြီးတာမကဆရာဝန်အားလုံးကတလီတန်နဲ့အတူပြောနေကြတယ်ဒေဝီယာအမှန်တကယ်ပင်တကိုးချင်းတယောက်ကကိုကြီးကဲတင်ခဲ့သလားဟုပင်ကျွန်တော်တွေးလိုက်မိတယ်မေရငိမ့်မြည်သည့်နေရာကိုသွားပြီးတော့မိကဲသူပင်လှုပ်ဆောင်ခဲ့သည်ကိုကျွန်တော်တို့မမေ့မိကြသေးသူမကလည်းမပြောပြသေးပါနိုင်ဝက်ခန့်အချိန်ထက်ကြလာပြီးမှဒေဝီမျက်လုံးတို့ပြင်းရင်းစာပွင့်လာတော့တယ်အသက်ပြီးမှတီးတီးလေးလွတ်လာခဲ့ပြီးခွက်စိတ်ခဲ့ရတဲ့တန်ကြောင့်နွမ်းလျက်နေတဲ့အတိုင်းသူမရဲ့မျက်နှာလေးမှာပုံမှန်ထဖြူဖြော့နေသည်ကလွယ်ပြီးပန်းလေးတစ်ပွင့်နဲ့နုညံ့လှပနေစေဖြစ်တယ်ညီမလေးသတိရလာပြီမေယန်ကြီးကဝမ်းသာအားရပြောလိုက်တယ်ဒေဝီအားနေနေတော့အပြုံးလေးဖြင့်ကျွန်တော်တို့ဟာပြုံးပြတယ်သူမရဲ့အပြုံးကစိုးရင်စိတ်တို့ဖြင့်အင်တမမနေရတဲ့ကျွန်တော်တို့အားလုံးအတွက်ချွင်လန်းပျော်ရွှင်စေသောအားစိမ်းနဲ့ဖြစ်တော်တယ်ဟုတ်ကဲ့ပါဇလန်းလေးကိုအဆုံးထိနားဆင်ပေးခဲ့တဲ့ပရိသတ်တယောက်စီတိုင်ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဇလန်းလေးရဲ့အပိုင်းလေးမှာတော့ဘယ်လိုမျိုးစိတ်ဝင်စားစရာများဖြစ်သွားအောင်မလဲဆိုတာကိုဆက်လက်ပြီးတော့အားပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့ပုံမှန်တင်ဆက်သူလူလေးပဲဖြစ်ပါတယ်ခင်ဗျာ